အားလုံးပဲမင်္ဂလာပါဒီနေ့ပြသပေးမှာတော့လက်မဲ့မဲ့ရှောက်လို့ပဲဖြစ်ဖြစ်အထိုင်ထားများလို့ပဲဖြစ်ဖြစ်တင်မခွက်ကြောခါကြောတွေကစူးကနေထုံချင်းတက်သူတွေလက်ပဲလေးချင်းကြည့်ပါအခုပြထားတဲ့ပုံစံလေးတွေကိုအဲ့ဒီတိုင်းလေးအေးပုံနဲ့ဆွဲမယ်ချစ်ဖနောက်ပြင်းပြဆွဲပြီးချမယ်ကုတ်ကိုလည်းပြီးချမယ်သူ့ကို10ချင်းလောက်ပြီးပြီနော်ပြီးရင်ခြေတော်တစ်ချောင်းရှိလက်ကြားတဲ့ပူပြီးမယ်ပြီးရင်လက်နှစ်ဖက်လုံးချပြီးတော့တင်မားလေးကိုလှုပ်ပြီးခြေပြီးမယ်သူ့ကိုအဆင်ပြေလောက်ပြီးခြေပေးမယ်10မိနစ်ထိရတယ်10မိနစ်ကျော်လေးရနော်ဟုတ်ပြီပြီးရင်လက်နှစ်ဘက်ကိုချမ်းမြေမှာထောက်ပြီးကော့မယ်ပြင်းပြင်းကော့မယ်သူ့ကို10စက္ကန့်တင်ပြီးမယ်ရှော့လိုက်တင်လည်းမလုပ်ဘူးနော်ဟုတ်ပြီပြီးရင်ပေါင်မလက်တင်မယ်တထောင်စစ်ကိုစန့်ထုတ်အကုန်စန့်ထုတ်ပြီးတွန်းမယ်မနိုင်ဒီလိုမျိုးမနိုင်တဲ့လူကဆွမ်းနာချမ်းမြေမှာတစ်ခေါက်လုံးရပြီနော်ဟုတ်ပြီရှော့မယ်ပြီးရင်နောက်ချက်တော့လေးကိုကွေးလိုက်မယ်ညာချီကိုညာလည်းနဲ့ကြိုင်မယ်ဘဲချီဆိုဘဲလည်းနဲ့ကြိုင်မယ်နော်ရှေ့တထောင်စစ်ကိုအကုန်စန့်ထုတ်ပြီးတော့တွန်းမယ်နောက်ကျောခါပေါအောင်တွန်းမယ်ခိုးပြီးတွန်းလိုက်နော်သူ့ကို10စက္ကန့်တင်ပြီးမယ်ဟောပြီးပြေးပြီးဆိုရင်ပြေးပြီးရှေ့ကိုပြန်လာမယ်နောက်6တော့တဲမယ်ပြီးရင်ပထမလုပ်တဲ့ပုံစံတိုင်းအေးပုံစံလေးပြန်ဆွဲချမယ်ပြင်းပြင်းဆွဲပြီးမယ်ဒူးကိုစမ်းနာမယ်ဂုတ်ကိုဖိချမယ်ခြေဖနောက်ကိုကျမ်းမြေဆွဲဖိချပြင်းပြင်းဖိချဟောပြီးပြီးရင်ဘက်ပြောင်းမယ်လက်နှစ်ပတ်လုံးချမယ်တင်ပါလေးလှုပ်ပြီးခြေပေးမယ်ဟောပြီးကိုခြေလို့ပြီးပြီဆိုရင်အဲ့တန်လေးလက်နှစ်ဘက်ကိုအရှိဦးလေးကိုပြန်ထောက်မယ်နော်ပြီးရင်ကော်မယ်ပြင်းပြင်းကော်မယ်တရောင်စီအကုန်ဆန်းတုံမယ်သူ့10စက္ကန့်တည်းပြီပြီးနောက်တစ်မျိုးထပ်ကော်မယ်ပြင်းပြင်းကော်မယ်ရှေ့တရောင်စီအကုန်ဆန်းထုတ်မယ်10စက္ကန့်စီထိန်ပြီပဲနော်ဟုတ်ပြီရှောင်းမယ်ပြီးရင်နောက်6တောက်လေးကိုကွေးမယ်စနာပြောသလိုပဲဘဲချီကိုပဲလည်းနဲ့ကြိုင်မယ်နော်ရှီလက်ကဒူးပေါ်တင်ပြီးအနောက်ကိုပြင်းပြင်းတွန်းပြီးတော့ခိုးပြီးတွန်းပြီးကော်လိုက်နော်သူ့ကို10စက္ကန့်ထိန်ပြီးဟုတ်ပြီပြီးပြီဆိုရင်ဖြည်းဖြည်းချင်းပြန်ရှောင်းမယ်နောက်6တောက်လေးကိုပြန်တက်မယ်စားလာတဲ့အေးပုံစံလေးပြန်ဆွဲချမယ်ပြင်းပြင်းဆွဲချမယ်ကိုကိုဆွဲပြီးချစ်ဖနောက်လည်းဆွဲပြီးမှဒူးလေးကွေးပြီးချိုင်းဘူးလေးနဲ့ပြန်ရှောင်းမယ်ပြီးရင်အတက်နိုင်ဆုံးဖြည်းဖြည်းချင်းထားမယ်ကဲအားလုံးပဲလိုက်ပါလေ့ကျင့်ကြည့်ပါလွယ်လွယ်လေးပါကျေးဇူးတင်ပါတယ်ကိုစင်းနေပြချမ်းသာကြပါစေတတား